တရားရုံးရဲ့စကားကြမ်းကြမ်းကြောင့်စိတ်ထိခိုက်နာကျင်ရတဲ့အခါဘယ်လိုများတုံ့ပြန်ဖြစ်ကြလဲဒါတော့လူတိုင်းနှိပါကြုံဖူးကြမှာပါဒီနေ့ပါတော့လေဒီလိုအခြေအနေမျိုးတွေကိုကိုင်းတွေ့ဖြည့်ရှင်းဖို့အတွက်ရှေးချပေမဲ့တကယ်ကိုထိရောက်တဲ့နီလန်ကောက်တစ်ခုကြောင့်ရောအတူတကွဆွေးနွေးကြည့်ကြရအောင်အမှားပါပဲလူလောကနိုးမှာနေသားပုံနဲ့ဒီလိုကြမ်းတမ်းတဲ့စကလုံးကြီးနဲ့ရင်ဆိုင်ရတာကိုရှောင်လဲလို့မလာပါဘူးတစ်ချိန်မဟုတ်တစ်ချိန်မှာတော့အားလုံးပဲဒီလိုစကလုံးတွေရဲ့ပေမှာဖြစ်ခဲ့ဖူးကြတာချိပါပဲဆိုတော့ဘလုံးစကားမျိုးတွေကိုပြောတာလေဥပမာကိုเจ้าမဟုတ်မမှန်နေရှောက်ပြောတာမျိုးဒါမှမဟုတ်ရရင်ဆိုင်ဆိုင်ဆက်ဆံတာမျိုးနောက်ပြီးတော့ဘာမှကြိုးကြောင်းစီလျော်မှုမရှိဘဲနဲ့ကိုဆွဆွဲပြောဆိုတာဒီပေါ့ဟုတ်တယ်မလားဒီလိုအပြောခံရရင်စိတ်အနှောင့်အယှက်ဖြစ်ရတာကတော့သိကြပါတယ်ဒီလိုအခြေအနေမျိုးနဲ့ကြုံလိုက်ရပြီဆိုရင်ပထမဆုံးဖြစ်လာတဲ့စိတ်ခံစားချက်ကဘာဖြစ်မလဲဒေါသထွက်တာပဲပေါ့ဒါကလည်းတဘာဝပါပဲဒါပေမဲ့ခဏလောက်စဉ်းစားကြည့်အောင်ဒေါသထွက်တာထက်ပိုကောင်းတဲ့တုံ့ပြန်မှုမျိုးတော့တကယ်ပဲမရှိနိုင်တော့ဘူးလားကဲအဲ့ဒီပိုကောင်းတဲ့နီလန်ကိုအတူတူကြည့်လိုက်ကြရအောင်ဒီနီလန်မှာထမဆုံးတဲ့အခြေခံအကြောင်းဆုံးလေ့ကျင့်ရမယ့်အရာကတော့တခြားမဟုတ်ပါဘူးစိတ်ပါပဲဒါကိုယ့်ရဲ့တွင်းစိတ်တည်ငြိမ်မှုအတွက်အခိုင်အမာဆုံးအုံးမြစ်ပါပဲဒီလေ့ကျင့်မှုရဲ့အထူးကအနှစ်သာရကတော့လေဒီပါဠိစကားလေးတစ်ခွန်းမှာအကုန်ပါနေပါတယ်အဲ့ဒါကတော့နတ်ကြဝေမေစိတ်တံဝိပရိနတ္တံပါဝိတတိရေဒါကရှေးကြတဲ့အဆုံးအမတစ်ခုဖြစ်ပြီးတွေ့အဓိပ္ပာယ်ကတကယ်ကိုနည်းနည်းပါတယ်ဒီစကားရဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့ဘယ်လိုအကြောင်းကြောင့်မှငါ့ရဲ့စိတ်ကိုပြောင်းလဲစေမှာမဟုတ်ဘူးဆိုတဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်ချရတာကိုပြောတာပါပိုရှင်းအောင်ပြောရင်အပြင်ကလည်းဘယ်လိုပဲအစိုးမြင်စကားတွေလားကိုယ့်ရဲ့မူလတည်ငြိမ်နေတဲ့စိတ်ချင်းတွေကိုလုံးဝအပြောင်းလဲမခံပဲအဲ့ဒီအတိုင်းလေးပဲဆက်ထိတ်ထားတာမျိုးပေါ့ဆိုတော့ပန်းနိုင်ကရှင်းရှင်းလေးပါပဲအပြောမခံရခင်ကကိုယ်စိတ်ကတည်ငြိမ်နေတယ်အေးချနေတယ်အပြောခံရပြီးတဲ့နောက်မှာလည်းအဲ့ဒီတည်ငြိမ်အေးချမှုလေးကိုမပြောက်ပြစ်တော့အောင်ဆက်ထင်းထားနိုင်ဖို့ပါပဲစိတ်ဆိုးတာတို့ဝမ်းနေတာတို့စိတ်ရနှောင့်ရက်ဖြစ်တာတို့ကြောင့်တုံလုံးမတော့အောင်တမင်တကာကိုလေးကျင့်ယူရတာမျိုးပါဟုတ်ပါတယ်ဒါကိုတရားချင်းတဲ့လူလည်းပြောလို့ရပါတယ်ဒါပေမဲ့တရားချင်းတယ်ဆိုတာကြီးပါတင်ပလင်ခွေထိုင်ပြီးမျက်စိမိတ်နေတာတမျိုးတည်းကိုဆိုလိုတာမဟုတ်ပါဘူးเนาะနေ့စဉ်ဘဝမှာပဲဒီလိုကိုယ်စိတ်ကိုမတောင်းလောက်မပြောင်းလဲတော့အောင်ထိန်းနိုင်တာဟာကိုကတကယ်ကိုတက်ကြွတဲ့စစ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းတစ်ခုလုံးနေတာနဲ့အတူတူပါပဲကဲဟုတ်ပြီဒါပေမဲ့လူပဲဗျာစိတ်ကိုအမြဲတမ်းကြည့်တော့ဘယ်ထိနိုင်ပါမလဲနော်တခါလေတော့လေလွတ်သွားတဲ့ကရှိမှာပေါ့ဒီလိုစိတ်ကလေးလွတ်သွားပြီဆိုရင်တော့မှတုတိယကာကွယ်စီတစ်ခုကြာပါပြီတဲ့အဲ့ဒါကတော့ကိုယ့်ရဲ့စကားကိုထင်ချုပ်လိုက်တာပါပဲဒါကြောင့်ဒီလေ့ကျင့်ခန်းတစ်ခုလုံးကိုခြုံပြီးကြည့်လိုက်ရင်အလွာသုံးလွာနဲ့ကာကွယ်ထားတဲ့ခန်းစစ်စနစ်တစ်ခုလိုပါပဲနံပါတ်1စိတ်ကိုထိန်းမယ်ဒါကပထမတန်း defense အဲ့ဒါမနိုင်ရင်နံပါတ်2စကားကိုထိန်းမယ်ပြီးတော့အစွမ်းတဆုံးတဲ့နံပါတ်3ကတော့ကျင့်နာမှုကိုမွေးမြူးမယ်ကဲဒီအကြောင်းတွေကိုတစ်ခုချင်းစီစပ်ပြီးကြည့်လိုက်ကြရအောင်ကဲပထမအဆင့်မှာစိတ်ကိုမနိုင်လိုက်ဘူးဒေါသကပြောင်းဆိုထွက်သွားပြီတဲ့ထားအဲ့ဒီခါမှာဒုတိယအဆင့်ကအသက်ကယ်ဆဲလိုပါပဲတကယ်ကိုအရေးကြီးပါတယ်ဘာလို့ရမလဲဆိုတော့ကြမ်းတမ်းတဲ့ရက်ဆက်တဲ့စကလုံးတွေနဲ့လုံးဝကိုပြန်မတုံ့ပြန်ဖို့ပါပဲကိုပါဇက်ကနေမကောင်းတဲ့စကလုံးတွေထွက်မသွားအောင်တွားချထိုးရတဲ့ထိုးထားရပါစေအသေးထင်းကျုပ်လိုက်တာပါအခုနောက်ဆုံးအဆင့်ပြီးတော့အစွမ်းအထက်ဆုံးလေ့ကျင့်ခန်းကိုရောက်လာပါပြီအဲ့ဒါကတော့ကျင်နာမှုပါပဲဒီအဆင့်ကလေဒေါသကိုအထင်းဖိနှိပ်ထားတာမျိုးမဟုတ်တော့ဘူးသူ့ကိုလုံးဝအသွင်ပြောင်းလဲဖြစ်လိုက်တာဒီနေရာမှာမင်းစရာတစ်ခုပေါ်လာနိုင်တယ်ဟေ့ဒေါသကိုဒီတိုင်းမျိုးသိပ်ထားရတာကကျမရုပ်တွေမကောင်းဘူးလေဒီနေ့ကျရင်ဘုံကနေပေါက်ကွဲသွားနိုင်တယ်လို့ပြောကြတာပဲဆိုပြီးတော့ပေါ့ဒါတကယ့်ကိုမှန်ကန်ပြီးအရေးကြီးတဲ့မေးခွန်းတစ်ခုပါအဲ့ဒီမျိုးဒေတာနဲ့အတွင်ဖြောင်းတာမှာကောင်းကင်တဲ့မြေကြီးလောက်ကိုကွာပါတယ်ဒေါသကိုအတန်းကြီးဖိနှိပ်ထားတာကအတွင်ထဲမှာဖိအားတယ်တဖြည်းဖြည်းဆုလာစေပြီးတနေ့ကျရင်မီးတောင်ပေါက်ကွဲတယ်လို့ဖြစ်သွားနိုင်တယ်ဒါပေမဲ့အခုပြောနေတဲ့နီလန်ကအေးလို့မဟုတ်ဘူးဒေါသစိတ်ရဲ့နေရာမှာမေတ္တာစိတ်ကိုတက်ကြွနဲ့ကိုမွေးမြူပြီးအစာထိုးပစ်လိုက်တာအဲ့ဒီတော့ရလကပေါက်ကွဲမှုမဟုတ်တော့ဘူးအတွင်းစိတ်ရဲ့တကယ့်ငြင်းချမှုဖြစ်လာတာပေါ့ရှင်းပြရရင်ကိုမကောင်းပြောတဲ့လူပေါ်မှာကောင်းကျိုးလိုလာတဲ့စိတ်မေတ္တာစိတ်ကိုတမင်ကိုမွေးမြူလိုက်တာပါဒါဟာကိုခုခံကားကွယ်နေတဲ့စိတ်အချင်းတွေကနေသူတစ်ပါးပေါ်ကရုဏာထားနိုင်တဲ့စိတ်အချင်းတွေကိုလုံးဝကိုကဘာပြောင်းလဲလုပ်လိုက်တာနဲ့တူပါတယ်ဟုတ်ပြီဒီနေရာမှာနောက်ထပ်မေကုန်းတစ်ခုကထပ်ပေါ်လာပြန်ရောကိုနားကျင်အောင်လုပ်နေလေသူကိုဘယ်လိုလုပ်ပြီးမေတ္တာချနိုင်မှာလဲဗျာဆိုတာမျိုးပေါ့ဟုတ်ပါတယ်ဒါကတ
ကယ်ကိုခက်ခဲတဲ့အလုပ်တစ်ခုဆိုတာကိုအပြေးအဝနားလဲပါတယ်ဒီအစိုးမတွေအရာဆိုရင်လူတယောက်ရဲ့စိတ်ထဲမှာအမြဲတမ်းပြိုင်ဆိုင်နေတဲ့အင်အားနှစ်ခုရှိတယ်လို့ဆိုပါတယ်တစ်ခုကမေတ္တာအဲ့ဒါကျင့်နာမှုနောက်တစ်ခုကဒေါသအဲ့ဒါအမုန်းတရားပေါ့မေတ္တာမထားနိုင်ဘူးလို့ခံစားနေရတဲ့အချင်းဆိုတာတကယ်တော့အဲ့ဒီအခိုက်အတန့်မှာဒေါသဆိုတဲ့အင်အားကမေတ္တာဆိုတဲ့အင်အားထက်ခဏလေးအားတာသွားလို့ပါပဲသူတို့နှစ်ခုကချင်းခွင်လိုပဲအားပြိုင်နေတာမျိုးပါ ဒါဆိုရင်အဲ့ဒီမေတ္တာဆိုတဲ့အင်အားကိုဘယ်လိုပြန်ပြီးအားကောင်းအောင်လုပ်မလဲအဖြေကရှင်းရှင်းလေးပါစိတ်ကိုလေ့ကျင့်ပေးဖို့ပါပဲဟုတ်ပါတယ်ဒါဟာကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကြွက်သားတွေကိုလေ့ကျင့်ခိုင်းလို့ပြီးတိဆောက်တာနဲ့ဘာမှမချပါဘူးဥပမာလေးတစ်ခုကြည့်အောင်တောင်းတသမားတွေဘောလုံးသမားတွေရေကူးသမားတွေသူတို့တွေကိုကြည့်လိုက်ပါသူတို့အားလုံးကသူတို့ရဲ့ကျွမ်းကျင်မှုကိုဘယ်လိုများတိဆောက်ခဲ့ကြတာလဲ အဖြေကတော့ရှင်းနေတာပါပဲသူတို့အားလုံးဟာစင်စစ်မပြတ်စူးစူးဆိုင်ဆိုင်နဲ့လေ့ကျင့်မှုတွေလုပ်ခဲ့ကြလို့သာသူတို့ရဲ့စွမ်းရည်တွေကတိုးတက်လာတာပေါ့လေ့ကျင့်မှုမရှိဘဲနဲ့တော့ဘယ်သူမှကျွမ်းကျင်သူဖြစ်မလာပါဘူးဒါကတော့အားလုံးသိပြီးသားအမှန်တရားတစ်ခုပါ ဒီမှာအရေးကြီးဆုံးချက်ကဒါပါပဲစိတ်ဟာလည်းအဲ့ဒီလိုပါပဲကရုဏာထားတတ်တာမေတ္တာထားတတ်တာစိတ်တည်ငြိမ်တာဒါလီအားလုံးဟာမွေးရပါရည်ချင်းတွေချီးပဲမဟုတ်ဘူးလေ့ကျင့်ယူလို့ရတဲ့ကျွမ်းကျင်မှုတွေပါကိုယ်ကာယလေ့ကျင့်ကလို့တလို့ပဲလေ့ကျင့်လေလေစိတ်ရဲ့ကြန့်ခိုင်မှုကလည်းအားကောင်းလေလေပါပဲဒါကြောင့်နောက်ဆုံးအနေနဲ့စဉ်းစားစရာမေးခွန်းလေးတစ်ခုနဲ့ပဲနေကုန်ချုပ်လိုက်ပါစေဒီနေ့မှာတော့ကိုယ့်ရဲ့ဘလို့စိတ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုကိုစပြီးလေ့ကျင့်ကြည့်မလဲ